င်္ဂလာပါရှင်ဒီနေ့စီစဉ်မှာတော့အိန္ဒိယနိုင်ငံမက္ကဆီယုံကြီးမှာအသေးကင်ဆာရောဂါအတွက်ကိုအသေးစိတ်ပိုင်းဖြတ်ထုတ်ကုသမှုခံယူခဲ့တဲ့အန်ကယ်နဲ့တွေ့ဆုံပြီးတော့ကုသမှုဆိုင်ရာတွေ့ကြုံများကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်โอเคမင်္ဂလာပါအန်ကယ်ဟုတ်ကဲ့ပါရှင်အန်ကယ်ဟိုပေါ့နော်ဒီအသေးကင်ဆာရောဂါကိုပေါ့နော်ဘယ်လိုလက္ခဏာတွေများသိရှိပြီးတော့ခံစားခဲ့ရလဲရှင်2025နှစ်လောက်ကပေါ့သူကအစားစားရင်နည်းနည်းဟိုမကြည်စလို့ဖြစ်တယ်တခါကျတော့ဟိုဆာလောမိုးတုတ်ဟာမျိုးခံစားရတာဖြစ်တယ်ဟုတ်ကဲ့ပါဟုတ်စားတယ်ပေါ့စားလဲတော့စားတယ်စားပြီးလို့ရှိရင်တားကျင်စားကျင်မျိုးအဲ့လိုမျိုးဖြစ်တာစားကျင်တာမျိုးဖြစ်နေတာအဲ့လိုမျိုးပေါ့ဟုတ်ကဲ့အလွန်ကျွံဟာစားမျိုးညာမျိုးဖြစ်တယ်ဟုတ်ကဲ့ရှင်ခံစားရတယ်တခါတည်းကျလို့ရှိရင်လဲသူကဘယ်လိုဖြစ်တယ်ဆိုတော့ဟိုရင်ဘတ်မှာလာတင်းတာပေါ့လေအဲ့လိုမျိုးခံစားရတယ်အဲ့လိုဖြစ်ပြီးလို့ရှိရင်လဲနောက်နေ့လောက်ဆိုရင်သူကဟိုပေါ့ဝင်းကြိုက်ရှင်တဲ့ပုံစံမျိုးလေးဖြစ်ရှင်တယ်ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်တယ်ပေါ့အဲ့လိုလက္ခဏာတွေဖြစ်တော့ဆရာဝန်ပေါ့အထွေအထူးကုဆရာဝန်နဲ့ကျွန်တော်တားကြီးနဲ့ကျောင်းတွေပဲဆရာကိုသွားပြတယ်ဟုတ်ကဲ့ပြတော့သူကအဲ့ဒါဆိုရင်လည်းအန်ကယ်အန်ဒါဆောင်းနဲ့စီဒီကမရိုက်မှရမှာဆိုတော့သူပြောလို့ကျွန်တော်သွားရိုက်တယ်ပေါ့ဟုတ်ကဲ့ရှင်ဆိုတော့ဘီဘိုးစီဘိုးဆက်ရမယ်စစ်တယ်စီဒီဆိုရင်ရိုက်တယ်အန်ဒါဆောင်းရိုက်တော့ပြတော့အသက်တစ်ဖက်ကတော်တော်ကြီးနေတယ်သူကခေါ်ပြောတယ်မင်းဖေအသက်တစ်ဖက်ကတော်တော်ကြီးနေတာတဲ့ဟုတ်ကဲ့ဒါကင်ဆာလည်းဖြစ်နိုင်တယ်အဲဒါတော့မန်းလေးသွားပြီးတော့အသက်ပါကူပေါ့ပြကြည့်ပါလားလို့ပြောတယ်ပြောတော့ခိုမာကငင်းလောက်ထားတာဆိုတော့ဆရာမတွေကမထိုင်ဘူးဟုတ်ကဲ့15ရက်လောက်ပေါ့မထိုင်ကြဘူးမထိုင်ကြတော့ကျွန်တော်တကယ်ချင်းကိုမေးတယ်မင်းကရောက်ပြီကွာလို့ဘာလို့ရမလို့ဆိုတော့ဒေါက်တာဇွန်ရှိတယ်ဆိုတော့ဟုတ်ကဲ့သူနဲ့ခုလိုကျွန်တော်ရိုက်ထားတဲ့ဟာတွေပြတာပေါ့ပြပြီးတော့မေးတော့ခါသူကဟိုဒါတော့ကင်ဆာလည်းဖြစ်နိုင်တယ်ဟို50 to 50 50 to 50တော့ရှိတယ်ပေါ့အဲကြတော့ဦးလေးဘာလို့ချင်တော့နဲ့အိန္ဒိယပြမလားတဲ့သူကုန်ကြစိတ်ရှင်းပြတယ်ပေါ့ဟုတ်ကဲ့သူတိုင်မှာသူရှင်းပြပါတယ်အကုန်လုံးကုန်ကြစိတ်ကောသူ့ရဲ့လုပ်ပုံကိုင်ပုံဗီဇာဘာညာအစအကုန်လုံးကိုတာဝန်ယူတယ်ပေါ့လိန်လက်မှတ်ကဆိုဟုတ်ပြီတော့ကျွန်တော်မိသားစုနဲ့တိုင်ပင်လာမယ်ဆိုတော့ကျွန်တော်ပြန်လာတာဟုတ်ကဲ့ရှင်ပြန်လာပြီးတော့တိုင်ပင်တော့သူကအိန္ဒိယပြမယ်ဆိုတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဟုတ်ကဲ့ပါရှင်သူချွေးမရဲ့ဦးလေးတယောက်ကလည်းအိန္ဒိယမှာကုခဲ့ပြီလေပေါ့အလုံး mass မှာကုတာတော်တော်အဆင်ပြေတယ်ပေါ့ဟုတ်ကဲ့ရှင်အလုံး okay တယ်ပေါ့လေအဲ့ဒါနဲ့သူကကျွန်တော် mass ကိုပဲဆုံးဖြတ်လိုက်ရေးလိုက်တာပေါ့ငယ်ဟုတ်ကဲ့ပါရှင်အငယ်အနေနဲ့ဒီ max ယုံကြီးမှာခွဲစိတ်မှုခံယူခဲ့တဲ့အချိန်မှာရောအတွေ့အကြုံလေးဝင်ပြပေးပါအောင်ရှင်အဲ့လိုပေါ့ mass ကိုရတော့ပထမချိန်ကျွန်တော်သွားတယ်9ရက်နေ့ပေါ့ငါးလပိုင်း9ရက်နေ့သွားတော့ medical check လုပ်လိုက်တယ်ပေါ့အကုန်လုံးစစ်လိုက်တယ်စစ်တဲ့ခါမှာသူတို့ဟိုချက်ချင်းပါပဲကျွန်တော်လိန်ဝင်းဆင်းပြီးတော့အဲစိတ်ုံရောက်ပြီးတော့တွင်းစစ်နောက်ရကြတော့စီစီကမရိုက်ပေါ့အကုန်လုံးစစ်ပေးပါတယ်စစ်ပြီးတော့တားကြီးကလည်းအလုပ်ရှိတယ်ပြန်มาတယ်ဆိုတော့အစားတော့ကတော့ရှေ့မှာခွဲဆဲမတူတာတွေရှိတယ်ပေါ့လေဦးလေးတဲ့တပတ်လောက်တော့စောင့်ညံစောင့်ရမယ်ပေါ့လေအဲ့ဆိုရင်ကျွန်တော်တစ်ခေါက်ပြန်လိုက်မယ်ဗျာလို့အားမွေးလိုက်အောင်လို့ဟိုလေနဲ့ပြန်လာတာပေါ့အဲ့ကျွန်တော်အားမွေးတယ်ပေါ့လေမွေးတော့ဘယ်လိုဘယ်ရောက်လာနိုင်မလို့ပေါ့သူရချင်းကျွန်တော်ယူလိုက်တယ်ဟုတ်ကဲ့ဦးလေးတဲ့20ရက်နေ့လာလိုက်ပေါ့20ရက်နေ့ operation လုပ်ပြီးအဲ့ကျွန်တော်ဒီနေ့20ရက်နေ့တက်သွားတယ်ပေါ့လေအဲ့ချက်ချင်းမလားဆေးုံတင်ပြီးတော့နောက်ရက်မှာပဲ21ရက်မှာပဲသူတို့ကျွန်တော်တို့ခွဲဖို့အကုန်လုံးစီစဉ်ပေါ့21ရက်မှာခွဲလိုက်တယ်ဟုတ်ကဲ့ပါခွဲစိတ်ခါမှလည်းမသိပါဘူးခွဲလိုက်တာလည်းဟိုသူတို့ခုဆက်ရုပ်တင်နဲ့ခွဲတယ်ဆိုတော့ဗျာနာမလည်းမသိဘူးဘာမှမသိလိုက်ဘူးဟုတ်ကဲ့ပါငါသူတို့က9နှစ်လောက်ကြာတယ်ပြောလာပြီးတော့ထွက်လာပြီးတော့အရေးပေါ်ခံနေရောက်တာပဲသိလိုက်တယ်နောက်ရက်ကျတော့ဆင်းပြီးတော့လမ်းလျှောက်ခိုင်းတယ်လမ်းလျှောက်ပြီးအဲရေးပေါ်ခံမှာ2ရက်နေပြီးတော့ဟိုအခေါင်ကျွန်တော်ပြန်ပို့ပြီးတော့လာပြီးတော့အချိန်တိုင်းမို့လေသူတို့တနားရီကြားလောက်ကိုလာပြီးကြည့်ပြရတာတကယ်လေဟိုသူတို့စေတနာအရင်ခံတယ်ကိုကမြင်ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုလုပ်ပြီးတဲ့သူတို့စေတနာရှိတော့ကိုကလူနာ90ရာခိုင်နှုန်းလောက်ပေါ့ဟုတ်ကဲ့ automatic တက်တာနေတာလေအဲ့ဒါပေါ်ရင်မှုတွေကလည်းပြရတာပေါ့ဘယ်သူပဲလာဟုတ်ကဲ့အဲ့ပြောလိုက်လို့ရှင်အားလုံးကကြီးယူပဲဗျာဘာမှညှင်းဆိုတာမရှိဘူးအကုန်လုပ်ပေးတာဟုတ်ကဲ့ရှင်နတ်စီကလည်းအကုန်အဆင်ပြေတယ်ဘာလာပေါ်လေလိုတာလေးကိုပြောလိုက်လက်ဟန်ရှင်ပြောတဲ့သဘောပေါက်တယ်တရက်လေကျွန်တော်6ကြိမ်9ကြိမ်ပေါ့လေလူနာဆောင်ရောလူနာရောကျွေးဒီလာတွေကအကုန်လုံးကိုတော်တော်လေးကိုဖြစ်ပါတယ်စိတ်ကျဉ်းမှုအပြည့်ရှိတယ်ပေါ့လေမက်ဆိုသွားရတာလူနာကိုစိတ်ကျဉ်းမှုလုပ်ပြီးတဲ့အတွက်ကိုအလွန်လေးကျေးဇူးတင်တယ်အခုဒေါက်တာဆွန်တို့ဟာတော့အကုန်ကျေးဇူးတင်ပါတယ်ဟုတ်ပါရှင်ကျွန်တော်ပထမတစ်ခေါက်သွားရလဲအခုလိုပေါ့လေဟိုဒီလောက်ရှုပ်ရှက်တွေခတ်နေမအားတဲ့ကြားနေရပဲကျွန်တော်လာတွေ့ပြီးတော့ဟိုပေါ့လေခွဲသိမ်းမှုကိစ္စတွေပါရှင်းပြတာပါဒီလုပ်ပြီးပါတယ်ဟုတ်ကဲ့ပါတကယ်လေးဟိုဘာဖြစ်ပါတယ်အားလုံးပေါ့ဒီငါနဲ့အားလုံးပေါ့လေလူနာစိတ်ကျဉ်းမှုအကုန်လုပ်ပြီးတယ်အခုလည်းပြောပါတယ်သွားခွဲအိန္ဒိယသွား
ကျွန်တော်မိတ်ဆွေတွေရှိတယ်လေကျွန်တော်ပြောတယ်မလို့ဘူးမင်းဘာမှမလို့ဟယ်လိုလုပ်လိုက်တာနဲ့အကုန်ပြီးတယ်အဲ့ဒါဒေါက်တာဆွန်နာဆက်လိုက်ပြီးတယ်လို့အကုန်လုံးအဆင်ပြေပါတယ်လို့ကျွန်တော်ရှင်းပြတယ်ဟုတ်ကဲ့ပါအငယ်ခွဲစိတ်တာလဲမှန်မြောင်နည်းပညာနဲ့ခွဲခဲ့တော့တလန်ထားချိန်လဲအရန်မြန်တယ်နော်ချုပ်ရအောင်ခွဲရအောင်သိမတွေ့ရအောင်ခွဲရလည်းမသိဘူးချုပ်ရလည်းမသိဘူးနားကျင်မှုတဲ့ခံစားမှုလည်းမရှိခဲ့ဘူးအကုန်လုံးကိုစေုံ6ရက်တည်းရခွဲပြီး20ရက်နေ့ကစေုံရောက်တယ်26ရက်နေ့ကျွန်တော်စေုံဆင်းရတယ်ပြင်ဆောင်မှာပို့ပြီးထားတယ်ပြင်ဆောင်မနေကဘယ်လိုစီတိမှဟုတ်ကဲ့ဦးလေးပြန်တဲ့ one stop service ပေါ့လေဦးလေးမတိဘဲနဲ့မပြန်နဲ့တဲ့နောက်တစ်ခါပြန်လာတယ်အဆင်မပြေဘူးဆိုတော့အဲ့မှာဟုတ်ကဲ့ဟိုအပြင်မှာနေတယ်ပေါ့လေဘယ်လိုကြီးလဲ6ရက်လောက်9ရက်မှာသိရတာသိရတော့ထပ်ပြီးတော့ check it ထပ်လုပ်ရမယ်ဆိုအသေးနောက်တစ်ချိန်ပေါ့လေဟုတ်ကဲ့အဓိကထပ်ပြီး check ရဆိုတော့အဲ့စီဝိုးတွေ့ရဆိုပြီးတော့ကျွန်တော်ပြန်သုံးသပ်တယ်ဟုတ်ကဲ့အဲ့ဒါနဲ့နောက်တစ်ဆင့်ဆရာဝန်ကြီးတကထပ်ပြီးတော့ထပ်စစ်တော့ခါတော့တွေးပေါက်ပြီးထပ်စစ်ခိုင်းတာဟုတ်ကဲ့ရှင်တရက်နေရတာပေါ့နေတော့အဲ့စစ်တော့ခါတော့သူကမဟုတ်ဘူးတဲ့ဒါစီဘိုးရဲ့အခွန်တွေပဲရှိတာပေါ့လေဟုတ်ကဲ့ပေါ်တော့ပေါ်တယ်ပေါ့ဘာမှစေးတော့ဆရာမလိုဘူးပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါမှသူတို့ရှင်းပြပေးပါတယ်အဲ့နောက်ထပ်အဖြေကိုတော့ဆရာဝန်ကြီးမေးတယ်ပေါ့ကျွန်တော်စောင့်အောင်ပါလားဘယ်လိုမစောင့်နဲ့တဲ့ဒီဖြေကဘာမှပြဿနာမရှိတော့ဘူးပေါ့လေဟုတ်ကဲ့ရှင်ပြန်ချင်းဆိုရှင်လေပြန်လို့ရပြီကျွန်တော် Viber နဲ့ပို့ပြီးတော့ဒီအဖြေကိုကျွန်တော်ယူပြီးတော့ပေးမယ်လို့သူပြောပါတယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ပြန်လို့ရမယ်ဆိုလို့ပြန်လာတာဟုတ်ကဲ့ပါဟုတ်ကဲ့ပါငယ်အဆင်ပြေသွားတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟိုခွဲခိပူတဲ့ပြင်ကို2ဆင့်လောက်ကိုကျွန်တော်တို့စစ်ဆေးမှုတက်ခါရတယ်ပေါ့နော်ငယ်ဟုတ်ကဲ့တီကြအောင်မို့လေသူကတော့ဟုတ်ကဲ့ရှင်ဟောဖြစ်ပါတယ်အားလုံးကိုလေကျေးဇူးတင်တယ်ပေါ့လေဒါလည်းစစ်ရှိလက်ရှိနဲ့အကုန်လုံးလိုက်လုပ်ပေးတာပေါ့လေသူတို့ကတော့ဟောဖြစ်ကြပါတယ်အကုန်လုံးဟိုဘာမှကိုညွန်ညင်မရှိဘူးပေါ့ဗျာနှစ်ယောက်တည်းသွားတာဗျာလူကြီး69နဲ့နှစ်ယောက်ဗျာမျိုးသမီး69ညနေ69အသက်ကြီးပိုင်းနှစ်ယောက်လူငယ်လည်းမပါဘူးဟုတ်ကဲ့ပါသွားဖို့လာဖို့ဟိုမှာနေဖို့ကြတော့ဟိုတော်တော်စဉ်းစားရတာပေါ့မပူနဲ့တဲ့ဦးလေးတို့လိုတာကိုပြောကျွန်တော်တို့အကုန်လုံးဖြည့်ဆည်းပြင်မယ်ဖြစ်ချင်တာကိုပြောလုပ်ပြင်မယ်ဆိုအဲ့လိုလေးပေါ့လေဟုတ်ကဲ့အဆင်ပြေပါတယ်အားလုံးကိုဟုတ်ကဲ့ကျင်းနဲ့ကျင်းနဲ့တယ်ပေါ့ဗျာအများကြီးဝမ်းသာပါတယ်ငယ်အနေနဲ့ဒီတခြားပေါ့နော်အသေးကင်ဆာဒီလိုမျိုးလက္ခဏာယောဂရှိတဲ့သူတွေကိုအပေးစကားလေးပြောချင်တာရှိရင်လည်းပြောပြပါအဲ့လိုပေါ့ကိုနီးတူပေါ့လေဖြစ်ခဲ့လို့များရှိရင်လည်းပေါ့လေကျွန်တော်အနေနဲ့တိုက်တွန်းတာတော့အခုပေါ့အိန္ဒိယနိုင်ငံမက်ဆေယုံပေါ့လေဒေါက်တာဇွန်ပေါ့ဆရာမနဲ့ဆက်ဆံပြီးတော့တွားပြီးတော့ကုသပါသေးလို့စောစီးစီးပေါ့လေတည်စီချင်းကုသရင်တော့ဟိုပြောရင်တော့မြန်မာလည်းပြောက်မယ်ဝေကိုကြီးလည်းတက်တာမယ်ပေါ့လေအဲ့ဒါလူလည်းတက်တန်းစီလက်တော့မှပို့ပြီးတော့နေနိုင်တဲ့အဆင့်ဖြစ်နိုင်တယ်ပေါ့လေအဲ့ဒါကိုကိုအကြံပေးချင်တာပေါ့လေအားလုံးကိုအဲ့ဒါကိုလိုလားတူမျိုးရှိခဲ့လို့ရှိရင်အကုန်လုံးအဲ့ကိုသွားဖို့ပေါ့လေကုန်ကြစိတ်ကတူတူပါပဲအမေကတော့ကျွန်တော်လားတူပေါ့သူကအသေးကင်သာဖြစ်ပြီးဆုံးသွားတာဆိုတော့ကျွန်တော်ဂျင်းပေါ့လေဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ဟိုပေါ့ကုလိုမျိုးပေါ့ရဲမတော့ဘူးစိတ်မတော့ဘာပေါ့ဘာမှအစားတော့ကကျွန်တော်ရှောင်တယ်တော်တော်များများရှောင်တယ်ဒါကိုကျွန်တော်မေးတယ်လေဆရာကြီးလို့ဆရာကြီးလို့ကျွန်တော်ဒါတွေမလုပ်ဖဲနဲ့ဘာလို့အသေးကင်သာဖြစ်ရတာတော့လို့ပြီးတော့ဒါတော့လူ100မှာ10ယောက်တော့ရှိတယ်တဲ့မျိုးပြီးစားလေးပါအဲ့ဒါကျတော့ကျွန်တော်မေးတယ်ကျွန်တော်အမေကအဲ့ဒါမျိုးစီကဘာလို့ဖြစ်တာတဲ့အဲ့ကျွန်တော်ညီမလည်းရှိတယ်ဒါပေမဲ့သူလည်းတော့ထိုင်းမှာကုတာပေါ့ဟုတ်ကဲ့ရှင်ဟိုအသေးမှာရေးဖြစ်နေတယ်ကျွန်တော်ပြောတယ်ထိုင်းအိန္ဒိယလိုက်ခဲ့ပါလားဆိုတော့သူကဟိုမှာကုလက်စားဆိုတော့မလိုက်ဖြစ်ဘူးပေါ့လေဟုတ်ကဲ့ပါရှင်သူတော့ပြောထားတာပေါ့သွားတယ်ခွဲဆရာရှင်အိန္ဒိယသွားလို့ငါလိုက်ခဲ့မယ်လို့ဟုတ်ကဲ့ပါငယ်ဟုတ်ကဲ့အခုလိုလေးကျန်းမာနဲ့လည်းတွေ့ရတာပေါ့နော်ခွဲစိတ်မှုလည်းအောင်မြင်တဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ငယ်အားလုံးပေါ့လေကျွန်တော်ကျမ်းမာတွေအကုန်လုံးပြုစုအခုလိုမျိုးကြံပေးပြီးလုပ်ပေးတဲ့လူတွေအားလုံးထူကျေးဇူးတင်တဲ့အကြောင်းလည်းကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အခုလိုလေးဒီနေ့အချိန်ပေးပြီးတော့ပွဲလာပေးတဲ့အတွက်ကောအခုလိုမျိုးပေါ့နော် knowledge sharing လေးတွေအားပေးစကားလေးပြောပြရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်ဟလာပြည်စုံပြီးတော့မြင်းမြန်းပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်တယ်ပေါ့လေအားလုံးကျေးဇူးတင်လိုက်ပြီးအားလုံးပေါ့ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကျမ်းမာရေးကောင်းအောင်ကုပေးတဲ့အတွက်ဟုတ်ကဲ့ပါငယ်ဟုတ်ပို့ပြီးကျမ်းမာပါစေအငယ်ဟုတ်ကဲ့ရှင်ပြည်စုံလည်းပြည့်ပါသေးဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်